ရှင်တို့နောက်ကဒီလိုမျိုးပဲမြန်ခွင့်နေတော့မှာလားဒီနေ့ကျမရှင်တို့နှစ်ယောက်တည်းတယောက်ကိုရွေးချယ်မယ်ကျမရဲ့ဆုံးဖြတ်ချက်ကိုရှင်တို့လက်ခံနိုင်လား လက်ခံပါပေါ့လက်ခံပါပေါ့ပါလေညီမလေးကအကိုရွေးမလားအကိုရွေးမလားအကိုပဲရွေးပါမလား အဲ့မင်းများလိုက်လားမင်းများလိုက်သူ့ညီခါမဟုတ်ကျွန်တော်ရွေးရွေးလေ ရ တော်ကြပါတော့တော်ပါတော့ဟာဒီနေ့ကိုချက်ကိုပဲရွေးလိုက်တယ် ဘာလို့ကိုကြက်ကမှရွေးရတာလဲ तू အောင်စလူနဲ့တူရလေ ငါလည်းစိုက်ရမို့နဲ့တူတာပဲလေအမှကြည့်ပါလားဟော ရှင်အမြဲတမ်းညစ်ပတ်စုပ်ပြတ်တက်နေတာအားကြောင့်မို့ကျမကိုချက်ကိုပဲရွေးတာကျမစိတ်တာကိုချက်ပဲ မင်းကအပေါ်ရန်တွေကိုချစ်တာပဲဟေးဒီနေ့ငါပြောင်းလဲပြမယ်ဒီမနေနောင်တမရနဲ့ လုံးဝပဲ ဒီနေ့ဝေးတို့ပြေခတ်သွားွယ်နာမတဲ့ညာရီကြီးပဲမင်္ဂလာပါနိုင်တော်ဒီဆုံးမကျဆိုပါရှင်ဝေါ ကဲမင်္ဂလာပါ brother ဒီနေ့ဘယ်လိုဒီဇိုင်းချင်းပေးရမလဲ ကျွန်တော်လုံးဝပြောင်းလဲပြစ်ချင်တာကို ပြောင်းလဲပြရှင်တာ ဟုတ်တယ်ကျွန်တော်ကောင်မလေးနောင်တရသွားမယ့်ပုံစံမျိုး ဟောကောင်မလေးနောင်တရတော့တော့ပြောင်းလဲပြင်မှာ ပြောင်းလဲပြစ်မှာ ကြိုက်တယ်အဲ့လိုမျိုးပြောင်းလဲပလိုက် နော်လောက်လိုက်တော့ကို ချလိုက်โอเค 너를 볼 수 있을까 다시 저 지나간 우리 운명 앞에서 있어 깨지 못할 꿈이었을까 우리 멀어지는 너에게 전하지 못했어 ငါလာခန်းကြတော့ကဲမင်းကတော့ဒီနေရာချိန်တာဘာကိစ္စလဲငါမင်းနဲ့စကားသိမ့်မပြောချင် ငါလည်းမင်းနဲ့စကားမပြောချင်ပါဘူးကွာဒါပေမဲ့မပြောမဖြစ်လို့ငါပြောရတော့မှာ ဘာပဲမှမလို့လဲ အခုငါချစ်သူငါကောက်ပါလေမင်းကိုတန်းတန်းဆက်ဖြစ်နေတယ်မင်းစဉ်းစားကြည့်ကွာငါရင်ခွင်ထဲမှာနေပြီးတော့မင်းကိုတန်းတနေဆိုတာဒါမဖြစ်သင့်တဲ့ကိစ္စပဲလေ ငါမင်းတဲ့အစတရားလောက်ချောသွားတော့အမျိုးကိစ္စတွေကမဆမ်းပါဘူး အေးအဲ့တော့လေငါဆုံးဖြတ်ချက်ချလိုက်ပြီကွာငါချစ်သူရင်နာနာနဲ့မင်းလက်ထဲမှာထည့်ပေးလိုက်တော့မယ်ဒါပေမဲ့တခုတော့ရှိတယ်ကွာမင်းတို့တာဦးလေးမွေးရင်တော့ငါနာမည်တော့ပေးပါကွာ ဒီပါငယ်ချင်းရနော်မင်းသာစိတ်ချလက်ချနဲ့ဘာမှနောက်ဆံမတင်ပဲနဲ့နော်ကောင်းရမွန်ရကိုစိတ်ဖြောင်းလက်ဖြောင်းသွားပါ အမြလေးတော့ငွေပေးအောင်အေးငါပြောတာလေကွာ ငါမင်းနဲ့သူ့ကိုစတရားပို့ချစ်တယ်ဘယ်တိုင်းပြောနေကြမလို့ အေးအဲ့ဒါဆိုရင်တို့အဖြေပေးတဲ့နေရာမှာ तू စောင့်နေတယ်မင်းသွားလိုက်တော့ ဟာလားအေး ဒီလိုမလေးဘာချီတော့မင်းနေပါသေးတာ အကို မင်းရောက်လာပြီတော့ ဘာရမှာဘောကိုရဲ့ကိုချစ်တဲ့သူစီတဲ့ကို တကယ်တော့မင်းကကိုယ့်ရဲ့ချုံပေါ်လှပတဲ့ယူပကာကိုချစ်တာပါငါရဲ့တွင်းစိတ်ကိုနေချစ်တာမဟုတ်ပါဘူး မဟုတ်ပါဘူးကိုရဲ့ချစ်တာပေါ့အကိုသာညီမချစ်ကိုလက်ခံမယ်ဆိုရင်ညီမ9လာတဲ့နဲ့ကလေးတယောက်ရအောင်မွေးပေးမယ် ဟင်ငါရတယ်နဲ့ ဟုတ်တယ် တကယ်ပြောလား တကယ်ပေါ့ ဝမ်းသာလိုက်တာဒါနဲ့ဘိုက်ကဘာလို့ပူနေတာလဲဟင် ဩအဲ့ဒါလားအကိုနဲ့နောက်ဆုံးတွေ့ရနေရနေစပြီးတော့ညီမကအိတ်လဲဒီစိတ်စားလဲဒီစိတ်အားနေပြီးတော့ရှင်နဲ့အချစ်တွေကဒီအောက်ကိုရောက်သွားတာချစ်တော့ ဟောချစ်ရမှာပေါ့ပြချစ်တယ်ချစ်တယ် အဲ့ဆိုရင်ကိုနဲ့တဲ့ဒီနေ့စပြီးတော့မခွဲတော့ဘူးနော် မခွဲဘူးကျေးဇူးတင်လိုက်တာတန်းထိုက်တော်ဝင်နော်ဒါကျေးဇူးကြောင့်ကြောက်ကမလေးကြောက်ကိုပြန်ရှင်းပြီဗျ လေကွင်းကိုဖြတ်ရွာကိုပတ်လို့တာတာကိုစီခေါ်ရလိုက်ပါရင်